pro body beta တယောက်ကမျှဝေမှုလေးတစ်ခုပြန်ပြီးတော့ sharing လုပ်ပေးမယ် selective androgen receptor modulator လို့ခေါ်တဲ့ SARM တွေးထဲမှာလနဲ့ချီပြီးနေရအောင်တော့တွေ့ရတယ်ဒီချက်ကိုတော့ကျွန်တော်သဘောတူတယ်selective androgen receptor modulator လို့ခေါ်တဲ့ SARM လူငယ်တွေကြားထဲမှာ SAM ဆိုပြီးတော့အတိများတယ်ဆေးတွေအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်ဆိုတော့ SAM နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာရောဒီ research တွေကြားထဲမှာရော pro တွေကြားထဲမှာအကုန်လုံးစီမှာအယူဆတွေအမျိုးမျိုးကွဲလွဲကြတယ်တချို့ကကျတော့ SAM တွေဒီ effective မဖြစ်ဘူးခင်တယ်လို့အလုံးမဖြစ်ဘူးမသုံးနဲ့လို့ပြောတယ်တချို့ကမကောင်းဘူးလုံးဝကောင်းတဲ့ထဲမှာမပါဘူးမသုံးသင့်ဘူးအဲ့လိုပြောတယ်တချို့ကကျတော့ steroid ထက် safe ဖြစ်လို့ဒါကိုဦးစားပေးပြီးရွေးချယ်သင့်တယ်လို့ပြောတယ်တချို့ကကျတော့ steroid ဒီ SAM ထက် safe ဖြစ်တယ်ရလက်လည်းပိုကောင်းတယ်နောက်ဆုံး research တွေမှာလည်း steroid အတွက်ကိုside effect တစ်ခုခုကြုံခဲ့ကုထုံးတွေအတိအကျရှိတယ်ပေါ့နော် SAM မှာကျတော့အဲ့လို research တွေမလုပ်ရသေးဘူးအဲ့အတွက်မသုံးသင့်ဘူးဒီလိုမျိုးပြောကြတယ်ဆိုတော့ယူဆတွေအများကြီးကွဲနေတယ်တရားမျိုးစီဖြစ်နေတယ် SAM နဲ့ပတ်သက်ပြီးတော့လူငယ်တွေရှင်းရှင်းလင်းလင်းသိသွားအောင်နောက်ပြီး steroid မသုံးဘဲနဲ့ steroid ကတဆင့်ခံပေါ့နော် SAM ကိုအရင်သုံးမယ်သုံးကြည့်လို့ရလက်ကောင်း steroid မသုံးတော့အဲ့လိုမဟုတ်ဘူးဆိုမှ steroid ကိုသုံးမယ်ဆိုပြီး steroid ရဲ့အရှိမတဆင့်ခံသုံးညင်တဲ့လူတွေအတွက်ကောကျွန်တော်ဒီဗီဒီယိုလေးမှာ SAM တွေအလုပ်လုပ်ပုံကိုအသေးစိတ်ရှင်းပြပေးမယ်ဆိုတော့ကျွန်တော်တို့အကြမ်းပြောရင် SAM ကအရင် popular ဖြစ်တယ် pro body beta တွေအသုံးများတဲ့ဟာက9မျိုးလောက်ပဲရှိတယ်ဆိုတော့နံပါတ်1 osterine ဆိုတာ MK2866 ကိုပြောတာနောက်တစ်ခု Ligandrol LGD 4033 Ligandrol ရှိတယ်နောက်ပြီး3033ဆိုတာရှိသေးတယ်နောက်တစ်ချက်က RAD140 RAD140 ဒီ testosterone ဆိုပြီးတော့လူသိများတယ်သူ့ရဲ့နောက်မှာ RAD150 ဆိုပြီးတော့ generation တစ်ဆင့်မြင့်ပြီးထွက်လာတာရှိသေးတယ်ဒါပေမဲ့အဲ့ဒါကိုသိမသုံးကြဘူးအကုန်လုံးက RAD140 ကိုပဲဦးစားပေးပြီးရွေးနေကြတာကျွန်တော်သတိထားမိတယ်နောက်တစ်ချက်က S22 တို့ပါတော့ဒါတွေရှိသေးတယ်ဆိုတော့ဒီဟာတွေဒီpro body beta တွေကြားမှာရောကျွန်တော်တို့သုံးခဲ့ဘူးတဲ့လူတွေကြားမှာရော popular ဖြစ်တဲ့ SAM တွေပေါ့နော်ဆိုတော့ဒီ SAM တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအထူးသဖြင့်10ကျော်သက်နဲ့20ပတ်ချာလဲပေါ့နော် steroid တစ်ခါမှမသုံးရသေးတဲ့လူငယ်တွေဒါမှမဟုတ်လူငယ်မဟုတ်ဘူး steroid တစ်ခါမှမသုံးရသေးဘူးဆိုတဲ့လူတွေမှာအရန်အလုပ်ဖြစ်တာကိုတွေ့ရတယ်အရန်အလုပ်ဖြစ်တယ်ဆိုတာ result တတာ natural သမားထက်ကိုပိုကောင်းနေတာကိုတွေ့ရတယ်အချိန်တိုအတွင်း master ရလာတာမျိုးကိုမြင်ရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော် pro body beta တယောက်ကမျှဝေမှုလေးတစ်ခုပြန်ပြီးတော့ sharing လုပ်ပေးမယ်အဲ့ဒီခုနကကျွန်တော်ပြောတဲ့ popular ဖြစ်တဲ့ SAM တွေ5မျိုးစလုံးဒီတကယ်ကိုအလုပ်ဖြစ်တယ် master သူတို့လို pro level ကစားသမားတွေမှာတော့မှပဲ master တိတိတသားတက်လာတာကိုတွေ့ရတယ်လို့ပြောတယ်သူဒီ SAM တွေကို steroid နဲ့တွဲသုံးခဲ့တာမဟုတ်ဘူးဒါပေမဲ့သူ့မှာ TRT ဆိုတဲ့ဒီ hormone replacement therapy ပေါ့နော် testosterone replacement therapy သူကလုပ်နေရတယ်ဆိုတော့ testosterone သူများလို့ကျွန်တော်တို့ပြိုင်ပွဲဝင်ကစားသမားတွေလို့အများကြီးသုံးနေတဲ့လူမဟုတ်ဘူးခန္ဓာကိုယ်ရဲ့လိုအပ်ချက်အတိုင်းကျန်းမာရေးအရ testosterone နဲ့စိတ်ကူးနေရတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူဒီအဲ့ဟာကို testosterone တွေကိုတိုးမသုံးဘဲနဲ့ဒီ SAM တွေကိုသုံးကြည့်တဲ့အချိန်မှာ testosterone ကလည်း TRT dosage အတိုင်းထိုးတယ်နည်းနည်းလေးတစ်ပတ်ကိုနည်းနည်းစီထိုးပေးရတာဆရာဝန်ကသူ့ဘယ်လောက်ညွှန်းနေဆိုတာပုံမူတရားပေါ့နော်အဲ့တိုင်းလေးသူပုံမှန်လေးထိုးသွားတယ်ဒီဘက်က SAM ကိုသုံးလိုက်တဲ့အချိန်မှာသူ့လို pro level ကစားသမားတစ်ယောက်တောင်မှပဲ result တွေတိတိတသားမြင်ရတာကိုတွားပြီးတော့တွေ့ရတယ်အဲ့တော့သူပြောစကားအရာဒီ SAM တွေအားလုံးဒီတကယ် steroid နဲ့မတူပေမဲ့ steroid နီးအလုပ်ဖြစ်တာကိုတွေ့ရတယ်လို့ပြောတယ်နောက်တစ်ချက်ကကျွန်တော်တို့ steroid သုံးတဲ့ခန်းစားချက်မျိုးဖြစ်တယ်လို့အချိန်ပြည့်လူကလမ်းဆန်းနေတာမျိုးတွေ gym ထဲမှာအလေးပူနိုင်လာတာတွေ muscle gain ရတာတွေနောက်ပြီး confidence level မြင့်နေတာမျိုးတွေတင်ကိုယ့်ကိုအရင်နေလို့ထိုင်လို့ကောင်းနေတာမျိုးတွေအရင် move ကောင်းနေတာမျိုးတွေဒါမျိုးတွေကို steroid ပုံစံမျိုးသူဒီရတယ်လို့ပြောတယ်ဆိုတော့ steroid လောက်တော့မပြင်းပေမဲ့ဒီကောင်တွေဒီ steroid အလုပ်လုပ်ပုံနဲ့တွားတူရလို့သုံးသက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ဒီ androgen receptor မှာအလုပ်လုပ်တဲ့ဆေးတွေအကုန်လုံးဒီ effect မျိုးရှိတယ်။ muscle တိဆောက်တဲ့ဆေးတွေ muscle တိဆောက်တဲ့ effect တွေရတယ်။အဲ့လိုမျိုး confidence နဲ့ပတ်သက်ပြီး energy တွေနေရထိုင်ရကောင်းတာယောက်ျားလေးတယောက်အနေနဲ့ move ကောင်းတာမျိုးတွေပိုကောင်းလာတာမျိုးကိုတွေ့ရတယ်။ဒါပေမဲ့ SAM တွေဒီရေရှည်သုံးလို့မရဘူး။ဆိုတော့ဘာကြောင့်လဲဆိုရင်သူဒီတောက်ဆေးတွေဖြစ်တဲ့တော့ရေရှည်သုံးလေအသေးတွေဝင်ပြီးလေဖြစ်တယ်။အသေး enzyme တွေတက်လာတယ်။ပြီးတော့ cholesterol level တွေမြင့်လာတာမျိုးတွေဖြစ်တယ်သွေးပေါင်တက်တာမျိုးတွေဒီကြာသုံးလေ side effect ကဖြည်းဖြည်းချင်းမြင့်လာလေဖြစ်တယ်ဆိုတော့2လ3လလောက်နဲ့တော့သိကိစ္စမရှိဘူးဒါပေမဲ့ရေရှည်ဆွဲသုံးလို့တော့မကောင်းအလုံးစုံသုံးရင်3လထက်တော့ကြော်မသုံးဖို့ကျွန်တော်အကြံပေးတယ်နောက်တစ်ချက် तू ကသုံးနေတဲ့အချိန်မှာတော့အဲ့လိုပေါ့နော် तू ရဲ့ dosage မှန်မှန်ကန်ကန်လေးသုံးမယ် dosage ကြီးအရင်ကြော်မသုံးပုံမှန်လိုသလောက်ပဲသုံးမယ်ပြီးတော့အချိန်အကန့်အသတ်တစ်ခုနဲ့ပဲသုံးမယ်ဆိုရင်သုံးနေတဲ့အချိန်မှာ side effect ကကြီးကြီးမားမားမရှိဘူးအသေး enzyme နည်းနည်းပါးပါးတက်တာ cholesterol တက်တာဒါကတော့ဖြစ်လေဖြစ်တာရှိရဟာတွေပေါ့နော်သွေးပေါင်နဲ့တက်တာဒါတွေဒီလူတိုင်းဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုဖြစ်တဲ့လူတွေရှိရပေါ့နော်အဲ့ဒီတော့ကိုသူ့ရဲ့ range တစ်ခုအတွင်းမှာသုံးနေဆိုရင် side effect ကြီးကြီးမားမားဖြစ်တာကိုမတွေ့ရဘူးပြဿနာကဘယ်မှာစလဲဆိုရင်ဆေးရက်လိုက်တဲ့အချိန်မှာမှခန္ဓာကိုယ်မှာပြောင်းလဲတွေစကြုံရတယ်ဆိုတော့ကျွန်တော်တို့ဒီ SAM တွေဒီလည်း PCD လိုရတယ် steroid တော့မဟုတ်ဘူးဒါပေမဲ့ PCD လုပ်ပေးရတယ်ဘာကြောင့်လဲဆိုတော့သူတို့မှာကျွန်တော်တို့ရဲ့သဘာဝကြားဟော်မုန်းဆိုတဲ့ testosterone ကိုသွားပြီးတော့ဖိနှိပ်တဲ့
effect ရှိတယ်ကျွန်တော်ဒီ natural testosterone တဘာဝကြားဟော်မုန်းတွေကို steroid ပုံစံမျိုး shut down လုံးမပြစ်ပေမဲ့suppress လုပ်တဲ့အနေထားမှာရှိတယ် suppress လုပ်တယ်ဆိုတော့ကျွန်တော်ကဖိနှိပ်ပြတာပေါ့ဗျာပြောရရင်အထွက်နဲအောင်လုပ်ပြတဲ့ effect မျိုးသူ့မှာပါတယ်ဆိုတော့ဒါဒီ side effect ထဲမှာပါတာပေါ့နော်ဆိုတော့ကျွန်တော်တို့က SAM သုံးပြီးတော့ PCD မလုပ်ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော် mood swing တွေဖြစ်မယ်ရွာလေးတယောက်အနေနဲ့စိတ်အတက်ကြတွေဖြစ်လာမယ်နောက်ပြီးရင်မာဆယ်ရီမှာ gym ထဲမှာဆော့တဲ့အချိန်မှာ strength ရော့လာတာမျိုးတွေ pump ဖြစ်တာမကောင်းတာမျိုးတွေအဲ့လိုမျိုးတွေကြုံရနိုင်တယ်ဆိုတော့ကျွန်တော်ဒီ PCD မလုပ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ရထားတဲ့မာဆယ်တွေပေါ့နော်ဒီ SAM သုံးလို့ရခဲ့တဲ့မာဆယ်တွေဒီ training မလုပ်ဘူးတခြား diet လည်းမထိဘူးအဲ့ချိန်တွေကြီးမဆိုင်ဘူးဆိုရင်အကုန်လုံးပြန်ကျသွားတယ်အဲ့လိုမဟုတ်ဘူးကွာ training တခြားလုပ်မယ် diet လည်းထိမယ်အဲ့ချိန်တွေပါစီကန်းနဲ့တခြားထိန်းသွားမယ်ဆိုရင်တော့ SAM သုံးထားတဲ့ရလက်ကနေပြီးတော့80% 90% လောက်ကိုကျွန်တော်တို့ထိန်းထားလို့ရတာကိုတွက်တွေ့ရတယ်ဆိုတော့နောက်တစ်ချက်က PCD မလုပ်ဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လာနိုင်လဲဆိုတော့ဒီ SAM တွေကိုဒီဆေးတွေကိုပေါ့နော်ဆွဲလန်းလာတဲ့ပုံသဘောမျိုးမှာရှိတာကိုတွက်တွေ့ရတယ်ဆိုတော့လူငယ်တွေကြုံရတာများတယ်ဘာကြောင့်လဲဆိုရင်သူဒီ direct ဆွဲလန်းစေတဲ့ effect ဆေးတွေတော့မဟုတ်ဘူးသိရမှာဒီဆေးကိုတောက်လိုက်လို့ direct ဆွဲလန်းသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဆေးတောက်နေတော့ feeling မျိုးကို PCD လည်းမလုပ်တဲ့အတွက်ကိုပြန်မရနိုင်တော့ဆေးရလိုက်တဲ့အချိန်မှာအဲ့ PCD မလုပ်ထားဘူးဆိုရင်ဆေးသုံးနေတော့လို့ muscle pump တွေ muscle တွေအကုန်လုံးဖြည်းဖြည်းချင်းရော့လာမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကကိုယ့်ကိုအားမရတော့အားမလို့အားမရဖြစ်တယ်ပေါ့နော်ငါအဲ့တော့ဒီဆေးတွေကိုဘယ်ချိန်ပြန်သုံးအောင်မလဲဆိုပြီးတော့အတွေးမျိုးတွေခဏခဏဝင်လက်တယ်နောက်ပြီးတော့ဆေးမရရင်ရောဆိုပြီးတော့အတွေးမျိုးတွေဖြစ်တတ်တယ်ဒါဒီမကောင်းဆေးတွေရေရှည်ဆွဲသုံးလို့ရှိရင်တောက်ဆေးတွေဖြစ်တဲ့အတွက်အသေးတွေအရင်ထိတယ်အသေး enzyme တွေတက်လာမယ်တက်လာရင်ဒီမှာအသေးပျက်စီးတာတွေအသေးခြောက်တာတွေအဲ့လိုမျိုးဖြစ်သွားနိုင်တယ်ဆိုတော့သတိထားဖို့လိုတယ်ကျွန်တော်ကသုံးမယ်ဆိုလဲစီးနဲ့ကန်းနဲ့စိတ်နဲ့ထိမိသုံးဖို့လိုတယ်ပေါ့နော်နားလဲလွယ်အောင်ပြောလို့ရှိရင်ကျွန်တော်ဆေးရက်လိုက်တဲ့အချိန်မှာကျွန်တော်ကမှန်ကြည့်တိုင်းစိတ်တက်ကြနေပေါ့ငါဒီဆေးသုံးနေတော့ငါခန္ဓာကိုယ်ဘယ်လိုကြည့်လို့ကောင်းတာမာဆယ်ဘယ်လိုဖြစ်နေတာအခုမာဆယ်ကဘယ်လိုဖြစ်လာပြီအစီနဲ့တက်လာသလိုပဲလို့မာဆယ်ရော့သွားသလိုပဲလို့အဲ့ဒီ feeling မျိုးတွေဒီအဓိကဆွဲလန်းအောင် indirect effect နဲ့ဒီဆေးကိုပြန်သုံးပြီးအောင်လုပ်စေတဲ့အချက်တွေပေါ့နော်တချို့ရဲ့ pro တွေကတော့ပြောတယ်steroid cycle ထက် SAM ကြီးပဲသုံးထားတဲ့လူတွေဒီမာဆယ်ထင်းကပိုခတ်တယ်လို့ပြောတယ်ကျွန်တော်ဒီချက်ကိုတော့သဘောတူတယ်။ဘာကြောင့်လဲဆိုရင် steroid တွေဒီသူဒီသွေးထဲမှာနေတဲ့ half life ပိုကြာတဲ့ထိုးဆေးတွေရှိတယ်။အဲ့ဒီအတွက်ကိုရလက်ကပြောရင်ချက်ချင်းကြာမှာပေါ့။ဆိုတော့အချိန်တစ်ခုထိကြာမှာကိုကမထိန်သိမ်းဘူးဆိုမှဖြည်းဖြည်းချင်းရော့လိုက်လာတာဖြစ်တယ်။ SAM တွေဒီအဲ့လိုမျိုးတောက်ဆေးဖြစ်တဲ့အတွက်ကိုသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာနေတဲ့အချိန်သွေးထဲမှာအလုပ်လုပ်တဲ့အချိန်တောက်လိုက်တဲ့အချိန်မှာမြန်လည်းအလုပ်လုပ်သလိုမြန်လည်းပြန်ရော့တယ်။ဆိုတော့ကျွန်တော်ဆေးရလက်ပြီဆိုရင်2ရက်3ရက်အတွင်းမှာပဲအဲ့ဒီ effect တွေကုန်သွားတယ်ဆေး effect တွေကုန်သွားတယ်အဲ့တော့မာဆယ်က2ရက်3ရက်ပြီးသွားတယ်ဖြည်းဖြည်းချင်းပြန်ရော့လိုက်လာတော့ steroid ဒီအဲ့လိုမဟုတ်ဘူးတချို့ testosterone ထိုးရဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ testosterone ကို3ရက်ကနေပြီးတော့14ရက်လောက်အထိကိုနှစ်ပတ်ပေါ့နော်အဲ့လောက်အထိကို effect ရနေတာရှိတယ်တချို့အရန် half life ရှိရဲ့ testosterone တွေဆိုလို့ရှိရင် half life မှာ deca ဆိုပြီးသတ်မှတ်တဲ့ testosterone decanoate ပေါ့အဲ့ကောင်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကသွေးထဲမှာလနဲ့ချီပြီးနေတာတော့တွေ့ရတယ်ဆိုတော့ထိုးပြီးသွားတယ်တစ်ခါထိုးပြီးသွားသွေးထဲမှာလနဲ့ချီပြီး effect ပြနေတာတော့တွေ့ရတယ်ဆိုတော့ဒီချက်ကိုတော့ကျွန်တော်သဘောတူတယ်တောက်ဆေးဖြစ်တဲ့အတွက် half life တူတယ်အဲ့အတွက်ကိုထိန်းရပိုခတ်တယ် muscle loss ဖြစ်ဖို့ steroid SAM သုံးထားတဲ့အချိန်မှာရလာတဲ့ရက်လက်တွေပြန်ပြီးတော့ဆုံးရှုံးသွားဖို့ steroid ထက်ပိုလွယ်တယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့လူငယ်တွေကိုအကြံပေးချင်တာပေါ့နော်steroid မသုံးကျင်သေးဘူး SAM တော့သုံးကြည့်မယ်ဆိုရင်စိတ်ကိုနိုင်အောင်ထားနောက်ပြီးတော့ဒီအသေးတို့ကိုကန်အားတို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဘယ်လို supplement တွေနဲ့ side effect မဖြစ်အောင်ကာကွယ်မလဲဒါမျိုးတွေကိုအရင်သိဖို့လိုတယ်မသိရင်တက်ကျွမ်းတဲ့နီးပြတဲ့ရောက်စီအကူကြီးယူပြီးတော့ကျွန်တော်တို့ကနီးပြပြောတဲ့အတိုင်းတိကျကျလုပ်ဖို့လိုတယ်နီးပြကောင်းလို့လိုတယ်နော်ပေါက်ပန်း40လုပ်တဲ့နီးပြနဲ့တွေ့ရင်တော့ကိုခံရမှာဆိုတော့နောက်တစ်ချက်ကဒီ SAM တွေသုံးပြီးဆိုကျွန်တော်က safety dosage ထဲမှာပဲသုံး safety dosage ဆိုတာကျွန်တော်ကလိုအပ်တဲ့ပုံမသုံးတယ်တချို့ကနီးပြနှလုံးပဲတောက်လို့ပြောရင်မနက်နှလုံးညနှလုံးတောက်လိုက်တဲ့မျိုးတွေရှိတယ်တချို့ကတနေ့က3လုံးတိုးတောက်တာရှိတယ်ငါနှလုံးတောက်ရင်တော့ဒီလောက်ရလက်ကောင်းရင်3လုံးတောက်ရင်ရလက်ပိုကောင်းပါပဲဆိုပြီးသွားလောက်တာမျိုးရှိတယ်အဲ့လိုမျိုးမလုပ်နဲ့အဲ့ဒါဒီ energy ကြီးတယ်စိတ်ကိုနိုင်အောင်ထိန်2လဆို2လပြတ်အောင်3လဆို3လတုံပြီးစိတ်ကိုလုံးလုံးရက် PCD ပြန်လုပ် SAM နဲ့ဒီ PCD လို့ရနော်ကျွန်တော်အဲ့ဒါလေးကိုသတိပေးချင်တာဆိုတော့ steroid နဲ့ SAM နဲ့ရှင်းလို့ရှိရင်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာပိုမကောင်းဘူးအဲ့ဒီ EU အစအမျိုးမျိုးပေါ့ဗျာဘယ်ဟာပို safe ဖြစ်တယ်ဆိုတာမျိုးတွေဒါတွေဒီကျွန်တော်တို့ကဘာနဲ့ဆိုင်လဲဆိုရင်ကိုရီးယားဘယ်လိုလူမျိုးတွေလဲဘာအတွက်သုံးပါလဲ dosage ဘယ်လောက်သုံးပါလဲ best steroid နဲ့ရှင်လို့ SAM က safe ကိုဖြစ်တယ်လို့ပြောတာလေ best SAM ကိုကြည့်ပြီးတော့ steroid လောက် safe မဖြစ်ဘူးလို့ပြောတာလေဒါတွေဒီအကုန်လုံးတော့မှန်တယ်ကိုဘယ်လိုလူမျိုးလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ဒါတွေကဆုံးဖြတ်ရမှာဖြစ်တယ်အဲ့တော့ view site သုံးဖို့ကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်